စိန်တွေနဲ့လက်ထိုးခဲ့ရပါတယ်ပြောရရင်အမျိုးသမီးနဲ့ကလေးငယ်တွေကိုဓာတ်ငွေပေးပြီးအစုလိုက်အပြုံလိုက်တတ်မဲ့အရေးကနေပြန်လည်ကယ်ထုတ်ခဲ့ရပါတယ်Welcome back the scene channel နဲ့ပြန်လည်ကြိုဆိုပါရစေဗျ။ဒီနေ့ပြောမယ့်ရုပ်ရှင်ကဒုတိယကမ္ဘာစစ်အတွင်းကဟစ်တလာဦးဆောင်တဲ့နာဇီပါတီဂျာမန်စစ်တပ်ကလူမျိုးတုံးတပ်ဖြတ်ခဲ့တဲ့ဂျူးလူမျိုး6တန်းကျော်ရဲ့အဖြစ်အပျက်တွေကပိုလန်နိုင်ငံမှာရှိတဲ့ဂျူးတွေရဲ့ဖြစ်ပျက်တစ်ခုကိုအခြေခံထားတဲ့ရုပ်ရှင်ပါတကယ်တမ်းတော့ကျွန်တော်တို့ကြည့်နေမြင်နေကြတဲ့အချို့ရုပ်ရှင်တွေဟာဖြော်ပြရေးအတွက်တသက်ပဲမဟုတ်ပါဘူးတခါတလေမှာရုပ်ရှင်တွေဟာလူသားတွေရဲ့အမှောင်ဆုံးအတိတ်ကိုပြန်လည်ဒူးဆွပြတဲ့အမှန်တရားတစ်ခုလည်းဖြစ်ပါတယ်1993ခုနှစ်မှာ Hollywood ရဲ့ one of the best director ကြီး Steven Spielberg ကကဘာကြီးကိုလက်ဆောင်တစ်ခုပေးခဲ့တယ်အဲ့ဒါကတော့ Holocaust လို့ခေါ်တဲ့ဂျူးလူမျိုးတုံးတပ်ဖြတ်မှုကြီးအတွင်းကဖြစ်ရမှန်ကိုအခြေခံထားတဲ့ Schindler List ဆိုတဲ့ရုပ်ရှင်ပါပဲရုပ်ရှင်ဟာရိုးရိုးအဖြူအမဲရုပ်ရှင်တစ်ခုတက်ပဲမဟုတ်ပါဘူးဒါဟာတေခြင်းတရားတွေဂျားကရှင်သန်ခြင်းကြောင့်နောက်ပြီးလူတစ်ယောက်ရဲ့စိတ်ဝိညာဉ်ဟာဟိုးအောက်ဆုံးကနေအမြင့်ဆုံးဖြစ်တည်နေတဲ့စိတ်တစ်ခုကိုဘယ်လိုရရှိလာနိုင်သလဲဆိုတဲ့အကြောင်းကိုရိုက်ပြထားတာပါโอเคဟောလိုရုပ်ရှင်သမိုင်းရဲ့အကောင်းဆုံးရုပ်ရှင်တစ်ခုဖြစ်တင်ရှိနေတဲ့ Schindler List ဆိုတဲ့ရုပ်ရှင်အကြောင်းကိုကျွန်တော်တို့အတူတူလေ့လာကြည့်အောင်ဗျဒုတိယကမ္ဘာစစ်အတွင်းကဂျာမနီကသိမ်းပိုက်ထားတဲ့ပိုလန်နိုင်ငံခရာကိုမြို့မှာနာဇီတွေဟာဒေသခံဂျူးလူမျိုးတွေကိုရက်ကွက်၄ထဲမှာအတင်းအဓမ္မစုပြုံနေထိုင်ခိုင်းခဲ့တယ်။အဲဒီခေတ်ကနာဇီတွေဟာဂျူးတွေကိုလူသားလို့မမြင်တော့ပဲဖယ်ရှားပြရမယ့်ပိုးမွားတွေလိုပဲသတ်မှတ်ခဲ့ကြတာပါ။ပထမဆုံးသူတို့ရဲ့ဂုဏ်သိက္ခာကိုဖျက်ဆီးတယ်။ပိုင်ဆိုင်မှုတွေအားလုံးကိုသိမ်းတယ်။ပြီးတော့ဂါတိုလို့ခေါ်တဲ့လူမနေအပ်တဲ့နေရာချင်းချင်းလေးထဲမှာအစုလိုက်ပြုံလိုက်ပိတ်လောင်ထားခဲ့ပါတယ်။အဝေးစားမှာကျယ်တစိမ့်တွေတက်ခိုင်းတယ်။ဒါဟာရုပ်ပိုင်းဆိုင်ရာတပ်ဖြတ်မှုတွေမဟုတ်ပဲစိတ်ပိုင်းဆိုင်ရာအရာပါလူသားမဆန်အောင်နှိပ်စက်ခဲ့ကြတာပါ။အသက်6နှစ်ထက်ဂျူးလူမျိုးတိုင်းကိုသူတို့ရဲ့အပေါ်အင်ဂျီရင်ဘတ်ဒါမှမဟုတ်လက်မောင်းမှာအဝါရောင်ကျယ်တစိမ့်ကိုမဖြစ်မနေတက်ခိုင်းခဲ့ပါတယ်။ဂျူးလူမျိုးတွေကိုတာမန်လူတွေဂျားထဲမှာအလွယ်တကူခွဲခြားသိမြင်နိုင်ဖို့နဲ့သူတို့ကိုလူမြင်ကွင်းမှာအရှက်ရစေဖို့အတွက်ဖြစ်ပါတယ်ဒီကျယ်စိတ်တက်ထားတဲ့သူတွေဟာနာဇီတွေရဲ့စီကံချက်အောက်မှာပဲနေရပါတယ်ဥပမာယထာပေါ်မှာထိုင်ခွင့်မရှိတာဆိုင်အချို့တွေကိုဝင်ခွင့်မရှိတာစတာတွေကိုဒီစိတ်ကတစ်ဆင့်ခွဲခြားပစ်လိုက်တာပါနာဇီတွေကဂျူးတွေကိုနာမည်အစားနံပါတ်တွေနဲ့ပဲခေါ်တာစနစ်တကျအငတ်ထားတာတွေအသက်ခံရနိုင်တဲ့ဘဝတွေအဖြစ်နဲ့အခြားသောရာဇဝတ်မှုပေါင်းများစွာကိုကျူးလွန်နေကြတာပါအဲ့ဒီအချိန်မှာဒီဇလန်ရဲ့အဓိကဇက်ကောင်ချက်ကိုစလိုဗက်ကီးယားကနေရောက်လာတဲ့ဂျာမန်လူမျိုးနာဇီပါတီဝင်အော်စကာရှမ်လာဟာစစ်ပွဲကိုအသုံးချပြီးချမ်းသာဖို့ကြိုးစားခဲ့ပါတယ်ဒီဇလန်ရဲ့ပထမပိုင်းမှာအော်စကာရှမ်လာဟာမြင့်မြတ်တဲ့လူကောင်းတစ်ယောက်တော့မဟုတ်သေးပါဘူးသူဟာစစ်ပွဲကိုအခွင့်ကောင်းယူပြီးစီးပွားရှာကျင်တဲ့အခွင့်အရေးသမားတစ်ယောက်သက်သက်ပါသူဟာဂျာမန်စစ်တပ်နဲ့ SS အရာရှိတွေကိုလက်ထိုးပြီးပူပေါင်းတယ်အဲ့ဒီအတွက်ဒေသခံဂျူးလူမျိုးတွေပိုင်ဆိုင်တဲ့အကောင်းဆုံးနေအိမ်တွေနဲ့အိုးခွက်ထုတ်လုပ်တဲ့စက်ရုံတရုံကိုအလကားနီးပါးပိုင်ဆိုင်ခွင့်ရခဲ့ပါတယ်။အဲဒီစက်ရုံကိုလည်ပတ်ဖို့အတွက်ဂျူးတွေကိုအလုပ်သမားအဖြစ်အလုပ်ပေးခဲ့တဲ့စီးပွားရေးသမားဖြစ်တဲ့ရှင်ဒလာကဂျူးတွေကိုအလုပ်သမားအဖြစ်ခံထားခဲ့တာဟာဈေးသက်သာလို့ဖြစ်ပါတယ်။ပိုလန်လူမျိုးဂျူးမဟုတ်တဲ့အခြားအလုပ်သမားတွေကိုခန့်ရင်လစာအပြည့်ပေးရပေမဲ့ဂျူးလူသမားတွေကိုခန့်ရင်တော့နာဇီအစိုးရကိုပေးရတဲ့ငှားရမ်းခနှုန်းကအရန်ကိုတက်တာတာကြောင့်စီးပွားရေးတွက်ချေကိုင်းလို့ဖြစ်ပါတယ်။ရှင်ဒလာဟာဂျူးရာရှိတဦးဖြစ်ခဲ့တဲ့အာရှာစတန်ကိုစီမံခန့်ခွဲသူအဖြစ်ခန့်အပ်ခဲ့ပါတယ်။စတန်ဟာရှင်ဒလာအတွက်ငွေကြေးနဲ့လုပ်ငန်းကိစ္စတွေကိုစီမံပေးရင်တစ်ဖက်မှာလည်းဂျူးလူမျိုးအတော်များများကိုနာဇီတွေရဲ့တပ်ဖြတ်ခြင်းသို့မဟုတ်အကျဉ်းစခန်းပို့ဆောင်ခြင်းကနေကင်းဝေးအောင်စစ်ပွဲအတွက်မရှိမဖြစ်လိုအပ်နေတဲ့အလုပ်သမားအဖြစ်စက်ရုံတွေကိုခေါ်ယူခန့်ထားပေးခဲ့ပါတယ်။ဒီစက်ရုံဟာ
ဂျာမန်စစ်တပ်အတွက်လိုအပ်တဲ့စစ်အသုံးဆောင်ပစ္စည်းတွေထုတ်ပေးပြီးကျိုးမြတ်များစွာရရှိနေတဲ့စီးပွားရေးပါအစပိုင်းမှာတော့ရှင်လာဟာနာဇီတွေနဲ့ရင်းနှီးနေပြီးသူရလာတဲ့ကြွယ်ဝမှုနဲ့အဆင့်အတန်းကိုပဲပျော်မွေ့နေခဲ့သူတယောက်ပေါ့ဒီဇလန်ရဲ့နောက်ထပ်ဇက်ကောင်နာဇီစစ်တပ်ရဲ့ SS ဗိုလ်အာမွန်ဂိုဟာပလာရှိုးအကျဉ်းစခန်းတိဆောက်ရေးကိုကြီးကြပ်ဖို့ရောက်ရှိလာပါတယ်သူကလူတက်ရတာကိုအပျော်ပါတစ်ခုလိုသဘောထားတဲ့စိတ်ဝေဒနာရှင်တူပါအာမွန်ဂိုရဲ့ psychology ကအရန်ကိုကြောက်စရာကောင်းပါတယ်သူဟာအာနာကိုတုံးပြီးလူတွေရဲ့အသက်ကိုကစားရတာကိုနှစ်သက်တယ်ပျော်လို့တတ်တယ်စိတ်ညစ်ရင်တတ်တယ်အကြောင်းပြချက်မျိုးစုံနဲ့ဂျူးတွေကိုတတ်ပါတယ်အဲ့ဒီအချိန်တုန်းကရှိခဲ့တဲ့နာဇီစစ်တပ်ရဲ့ SS တွေကိုကိုစားပြုနေတဲ့သူတစ်ယောက်ပါ SS ဗိုလ်အာမွန်ဂေါဟာပလာရှိုးချင်းစကန်တီဆောက်ရေးပြီးသွားတဲ့အခါသူဟာဂျူးရက်ကွက်ကိုဖျက်ဆီးပစ်ဖို့အမိန့်ပေးခဲ့ပါတယ်အဲ့ဒီနေ့မှာဂျူး2000ကိုအချင်းစကန်ပို့ပြီးကျန်တဲ့ဂျူး2000ကိုတော့လမ်းတွေပေါ်မှာလည်း SS တွေကပြစ်တက်ခဲ့ပါတယ်ကလေးငယ်တွေမိန်းမတွေအဖိုးအိုအဖွားအိုတွေအကုန်လုံးကိုတတ်တာပါအဲကြနေတဲ့အင်မတန်ရက်ဆက်တဲ့မြင်ကွင်းကိုမြင်ရတာအတော်စိတ်မသက်မသာဖြစ်စရာပါရှင်ဒလာဟာအဲ့ဒီရက်ဆက်တဲ့လူသက်ပွဲကြီးကိုမြင်လိုက်ရတဲ့အခါစိတ်ပိုင်းဆိုင်ရာအရာပြင်းထန်စွာရိုက်ခတ်သွားခဲ့ပါတယ်အထူးသဖြင့်နာဇီတွေဂျားထဲမှာစောက်တီရမရပြင်းနေတဲ့အနီရောင်ဝတ်စုံနဲ့ဂျူးမင်းကလေးငယ်ကိုသူသတိထားမိလိုက်ပါတယ်နောက်ပိုင်းမှာအဲ့ဒီကလေးမလေးရဲ့ခန္ဓာကိုယ်ကိုအလောင်းပုံကြီးထဲမှာမြင်လိုက်ရတဲ့အခါရှင်ဒလာရဲ့စိတ်ဓာတ်နဲ့ခံယူချက်ဟာလုံးဝပြောင်းလဲသွားပါတော့တယ်တကယ် red ရဲ့ရည်ရွယ်ချက်ကိုနောက်ပိုင်းမှာထပ်ပြီးရှင်းပြပါမယ်ရှင်ဒလာရဲ့စိတ်ထဲမှာ empathy လို့ခေါ်တဲ့ကိုယ်ချင်းစာတရားဟာတဖြည်းဖြည်းချင်းနိုးထလာပါတယ်ပထမပိုင်းမှာသူဟာလူတွေကိုအရင်မြစ်လို့ပဲမြင်ခဲ့ပေမဲ့သူတို့ရဲ့ဒုက္ခတွေကိုမျက်မြင်တွေ့လာရတဲ့အခါသူ့ရဲ့စီးပွားရေးသမားအုံနောက်ဟာလူသားဆန်တဲ့နှလုံးသားစီပြောင်းလဲသွားပါတော့တယ်ဒီပြောင်းလဲမှုတွေဟာချက်ချင်းဖြစ်လာတာတော့မဟုတ်ပါဘူးတဆင့်ချင်းပြောင်းလဲဖို့အတွက်တွန်းအားပေးသွားတဲ့ဇက်ဝင်ခန်းတွေကိုဇကားထဲမှာအတိအကျပြသွားတာပါအဲ့ဒီပြောင်းလဲမှုတွေဟာငကိုကလေးကအတော်အားကောင်းတဲ့ကံတရားနဲ့စိတ်သက်အစင်တန်းမြင့်သူတွေမှာတွေ့ရတဲ့ဖြစ်တည်မှုတွေပါဒီပြောင်းလဲမှုတွေကနေသူ့ရဲ့ယက်တီချက်နဲ့ဘဝရဲ့ရည်ရွယ်ချက်အတွက်သူစပြီးစူးစမ်းပါပြီအဲ့ဒီချိန်ကစပြီးရှင်လာရဲ့ဒီမန်းချက်ဟာပတ်စံရှာဖို့မဟုတ်တော့ပဲလူတွေရဲ့အသက်ကိုကယ်တင်ဖို့ဖြစ်လာခဲ့ပါတယ်တစ်ဖက်မှာတော့အမွန်ဂေါဟာအရန်ကိုရက်ဆက်သူဖြစ်ပြီးသူ့ရဲ့ဝရန်ဒါကနေဂျူးချင်းသားတွေကိုအပျော်တက်ပြစ်လေးရှိတယ်လို့သူ့ရဲ့ဂျူးအိမ်ပေါ်ဟဲလန်ကိုစိတ်ပိုင်းဆိုင်ရာအရာနှိပ်စက်လေးရှိပါတယ်တကယ်တမ်းဟဲလန်ကိုသူကြိုက်နေပေမဲ့သူ့ရဲ့နာဇီဝါဒကဂျူးဆိုတာလူမဟုတ်ဘူးလို့ရိုက်သွင်းထားတဲ့အတွက်စိတ်ထဲမှာပြာများနေပါတယ်အဲ့ဒီစိတ်ဖိစီးမှု stress ကိုသူဟာအကြမ်းဖက်နည်းနဲ့ပဲဖြေဖျောက်လေးရှိပါတယ်ဒီနေရာမှာရှင်ဒလာနဲ့အမွန်ဂေါတို့နှစ်ယောက်စလုံးဟာနာဇီတွေဖြစ်ပေမဲ့အဓိကစိတ်ပိုင်းဆိုင်ရာကွဲလွဲမှုကပါဝါဆိုတဲ့အာဏာအပေါ်အတိတ်ပဲဖွင့်ဆိုချက်ယုံကြည်ချက်ချင်းမတူတာပါပဲရှင်ဒလာခံယူထားတဲ့အာဏာဆိုတာငါတို့မှာတပ်ပိုင်ခွင့်ရှိရတဲ့မတပ်ပဲခွင့်လို့ပေးလိုက်တာမျိုးကိုအာဏာလို့ခေါ်တာပါဥပမာဘရင်တယောက်ဟာအပြစ်သားတယောက်ကိုတတ်ခွင့်ရှိပေမဲ့မတပ်ပဲခွင့်လို့ပြီးလွတ်လပ်ခွင့်ပေးလိုက်တာမျိုးပါအမွန်ဂေါအတွက်တော့အာဏာဆိုတာသူတတ်ချင်တဲ့လူကိုတတ်ခွင့်ရှိတယ်ဆိုတာထက်ပိုပြီးမစင်စားတတ်ပါဘူးဒါဟာသူ့ရဲ့အောက်ဆုံးမှာရှိနေတဲ့တိမ်ငယ်စိတ်ကိုအာဏာနဲ့ဖုံးဖိထားတဲ့သဘောပါအမွန်ဂေါဟာရှင်လာပြောသလိုဂျူးတွေကိုခွင့်လို့ဖို့စ조사ကြည့်ပေမဲ့နောက်ဆုံးမှာသူ့ရဲ့ဇေယိုက်အဟောင်းတိုင်းအားလုံးကိုတပ်ပစ်လိုက်တာပါပဲဒါဟာအမွန်ဂေါတယောက်အာဏာရဲ့ကြီးကျုံဖြစ်နေတယ်ဆိုတာကိုပြသလိုက်တာပါဒါပေမဲ့ရှင်ဒလာဟာအမွန်ဂေါနဲ့ဆက်ပြီးခင်မင်အောင်နေတယ်လက်ထုံးမှုတွေနဲ့သူ့အလုပ်သမားတွေကိုကာကွယ်ဖို့ကြိုးစားတယ်အဲ့ဒီအချိန်ဒုတိယကမ္ဘာစစ်ပွဲမှာဂျာမနီစပြီးရှုံးနေလာတဲ့အခါအမွန်ဂေါကိုပလာရှိုးကဂျူးတွေကိုအောက်ရွှက်အကျဉ်းစခန်းကိုပို့ဖို့အထက်ကအမိန့်ပေးလာပါတယ်ရှင်ဒလာဟာသူ့ရဲ့ဇာတိမြေနားမှာလက်နက်ဆက်ရုံတစ်ခုတိစောက်မှာဖြစ်လို့သူ့အလုပ်သမားတွေကိုအဲ့ဒီကိုပြောင်းရွှေ့ခွင့်ပေးဖို့အမွန်ဂေါကိုလက်ထုံးငွေအမြောက်အများပေးပြီးတောင်းဆိုခဲ့ပါတယ်။အဲ့ဒီလိုနဲ့ရှင်ဒလာနဲ့စတန်တို့ဟာအော့ရှ်ဝတ်ကိုမတွားရပဲစက်ရုံတစ်ကိုလိုက်ပါမယ်ဂျူးလူမျိုးပေါင်း1100ရဲ့နာမည်စင်းကိုပြုစုခဲ့ကြပါတယ်။အဲ့ဒါဟာကဘာကျော်ရှင်ဒလာ list ပါပဲ။အဲ့ဒီစင်းထဲမှာပါမဲ့လူပေါင်း1100အတွက်ရှင်ဒလာဟာသူပိုင်ဆိုင်တဲ့ငွေကြေးနဲ့စီးစိမ်တွေအားလုံးကိုပုံအောပြီးကယ်ယူခဲ့တာပါ။ရှင်ဒလာရဲ့စက်ရုံအစ်စ်ကိုတွားတဲ့လမ်းမှာအမျိုးသားတွေကယထာတစ်စင်းအမျိုးသမီးတွေကယထာတစ်စင်းတတ်စီခွဲပြီးတွားရပါတယ်။အမျိုးသားတွေစီးတဲ့ယ
ထားကစက်ရုံကိုလွတ်လွတ်ကျွတ်ကျွတ်ရောက်သွားပြီမဲ့အမျိုးသမီးနဲ့ကလေးငယ်တွေစီးလာတဲ့ယထာဟာမှားယွင်းပြီးအောက်စဝတ်အကျဉ်းစခန်းကိုရောက်သွားခဲ့ပါတော့တယ်။ဒါကိုသိသွားတဲ့ရှန်ဒလာဟာအသေးအတန်လိုက်တော့တာပါ။အကျဉ်းစခန်းကိုကိုယ်တိုင်ရောက်သွားပြီးကျဉ်းစခန်းမှုကိုသူ့ရဲ့နောက်ဆုံးလက်ကျန်ဆောင်ထားတဲ့စိန်တွေနဲ့လက်ထိုးခဲ့ရပါတယ်။ပြောရရင်အမျိုးသမီးနဲ့ကလေးငယ်တွေကိုဓာတ်ငွေပေးပြီးအစုလိုက်အပြုံလိုက်တတ်မဲ့အရေးကနေပြန်လည်ကယ်ထုတ်ခဲ့ရပါတယ်။နောက်ဆုံးသူကယ်တင်လာတဲ့ဂျူနီသားစုတွေအားလုံးဟာသူ့ရဲ့စက်ရုံတက်မှာလုံခြုံစွာနေထိုင်ခဲ့ကြရတယ်။စက်ရုံမှာလုံခြုံရေးအတွက်ဂျာမန်စစ်သားတွေရှိပေမဲ့အဲဒီဂျာမန်စစ်သားတွေဟာဒီစက်ရုံမှာရှိနေတဲ့သူ့ဝန်ထမ်းဂျူတွေကိုနှိပ်စက်ခွင့်မရှိပါဘူး။ဒီလိုအခွင့်အရေးနဲ့ကာကွယ်ခွင့်ဖြစ်လာအောင်ရှင်ဒလာဟာဂျာမန်စစ်ကြီးကဲတွေနဲ့စာချုပ်ချုပ်ဆိုထားပြီးသားပါ။ရှင်ဒလာဟာသူ့စက်ရုံမှာဂျူတွေကိုဘာသာရေးထုံးတမ်းစင်လာတွေလုပ်ခွင့်ပေးခဲ့တယ်လို့ဂျာမန်စစ်တပ်အတွက်သုံးမရတဲ့လက်နက်တွေထွက်အောင်တမင်စီစဉ်ခဲ့ပါတယ်။သူဟာဂျာမနီလက်နက်မချခင်အထိ9လအတွင်းသူ့ရဲ့ပိုင်ဆိုင်မှုတွေအားလုံးကိုနာဇီအရာရှိတွေကိုလက်ထိုးတဲ့နေရာမှာအသုံးပြုခဲ့ပါတယ်။1945ခုနှစ်ဂျာမနီစစ်ရှုံးပြီးဒုတိယကမ္ဘာစစ်ပြီးသွားတဲ့အခါမှာတော့ရှင်ဒလာဟာဂျာမန်လူမျိုးဖြစ်ပြီးနာဇီပါတီဝင်ဖြစ်တဲ့အတွက်ထွက်ပြေးခဲ့ရပါတယ်။သူဟာအလုသမားတွေကိုနှုတ်ဆက်တဲ့အခါအလုသမားတွေကလူတစ်ယောက်ရဲ့အသက်ကိုကယ်တင်ခြင်းဟာတစ်ကမ္ဘာလုံးကိုကယ်တင်ခြင်းနဲ့တူညီတယ်ဆိုတဲ့ဟီဘရုဘာသာနဲ့ရေးထားတဲ့စာသားပါတဲ့ရွှေလက်စွပ်တစ်ကွင်းကိုလက်ဆောင်ပေးခဲ့ပါတယ်။အဲဒီအချိန်မှာရှင်ဒလာဟာနောင်တတွေနဲ့ငိုကြွေးတဲ့ဇာဝင်ခံဟာအတော်ဝမ်းနဲ့ဝမ်းသာဖြစ်ရတဲ့ဇာဝင်ခံမှာသူငိုကြွေးပြီးပြောခဲ့တဲ့ငါနောက်ထပ်လူတစ်ယောက်ကိုကယ်နိုင်ခဲ့ရင်သိကောင်းမှာပဲဆိုတဲ့စကားဟာအတော်ထိရောက်ပါတယ်။ဒါတွေကိုဒီဇာကားကိုကြည့်ပြီးတဲ့လူတွေပိုသိမှာပါ။နောက်တနေ့မနက်မှာတော့ဆိုဗီယက်စစ်တပ်ရောက်ရှိလာပြီးစစ်ကြီးပြီးသွားပြီဖြစ်တဲ့အကြောင်းကြေညာလိုက်တော့ဂျူးတွေအားလုံးလွတ်မြောက်သွားခဲ့ပါတော့တယ်။ဇက်သိန်းပိုင်းမှာနာဇီစစ်တပ်ရဲ့ SS ကိုအမွန်ဂေါဟာလူသားမျိုးနဲ့ပေါ်ကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုတွေနဲ့ကြိုးပေးတပ်ဖြတ်ခြင်းခံခဲ့ရပါတယ်။ရှင်ဒလာနဲ့သူ့ရဲ့ဇနီးကတော့ကမ္ဘာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဂုဏ်ပြုခြင်းတွေကိုလက်ခံရရှိခဲ့ပါတယ်။ဒီရုပ်ရှင်ရဲ့နောက်ဆုံးဇာဝင်ခန်းမှာတော့ဒီဇလန်ရဲ့တကယ်လက်တွေ့ဘဝအပြင်မှာအစစ်အမှန်ရှင်သန်ကြံရစ်ခဲ့သူတွေနဲ့သူတို့နေရာမှာတရုတ်ဆောင်ခဲ့တဲ့တရုတ်ဆောင်တွေဟာအစ္စရေးနိုင်ငံကရှင်ဒလာရဲ့အုပ်ကူမှာကြောက်ခဲလူတွေတင်ပြီးလေးစားစွာဂါရဝပြုခဲ့ကြပါတယ်။ဒီနေရာမှာရှင်ဒလာလစ်ရုပ်ရှင်ပြီးသွားပြီမဲ့ဒီရုပ်ရှင်အတွက်ဒါရိုက်တာကြီးစတီဗင်စပီဘတ်ပေးခဲ့တဲ့အနီရောင်ဝတ်စုံတဲ့မိန်းကလေးငယ်ရဲ့အတိတ်ပဲကိုကျွန်တော်တို့ထပ်ပြီးတူတူလေ့လာကြည့်အောင်ဗျ။ရှင်ဒလာလစ်ဇာကားဟာ1993ခုနှစ်ကရုပ်ရှင်ဖြစ်ပေမဲ့တကားလုံးကိုအဖြူအမဲနဲ့ပဲပြသွားတာဟာရည်ရွယ်ချက်ရှိပါတယ်။ဒါရိုက်တာကြီးစတီဗင်စပီဘတ်ဟာအနီရောင်ဝတ်စုံတဲ့မိန်းကလေးငယ်ကိုအသုံးပြုပြီးရုပ်ရှင်ကြီးပရိသတ်တွေကိုဘိုလိုကတ်လူမျိုးတုံးတပ်ဖြတ်မှုကြီးရဲ့အင်မတန်ရက်စက်တဲ့ကြောက်မက်ဖွယ်ရာတွေဂျားတွေကမှလူသားတစ်ယောက်ချင်းစီရဲ့ဖြစ်တည်မှုတန်ဖိုးနဲ့အဲ့ဒီလူသားတစ်ယောက်ချင်းစီရဲ့အနောက်မှာရှိနေတဲ့မိသားစုနဲ့ချစ်ချင်းမြတ်တာတွေရှိနေခဲ့တယ်ဆိုတာကိုအာယုံစိုက်နိုင်အောင်ဖန်တီးခဲ့တာပါဂျူးရက်ကွက်ကိုနာဇီတွေဝင်ရောက်ပြီးဖျက်ဆီးနေတဲ့မြင်ကွင်းတွေချားမှာတောက်ပနေတဲ့အနီရောင်ဝတ်စုံတွေဟာဒီရုပ်ရှင်ကိုကြည့်ရှုနေတဲ့လူတွေကိုသတိပေးတာပါရုပ်ပြက်စင်းပြက်အစုလိုက်အပြုံလိုက်အသက်ခံရတဲ့ဂျူးလူဦးရေပေါင်း6တန်းကျော်ဆိုတဲ့ကိန်းကနန်းဖေဂါကိုပဲအာယုံစိုက်နေဖို့မဟုတ်ပါဘူးအဲ့ဒီဂျူး6တန်းရဲ့တယောက်ချင်းစီတိုင်းမှာဖြူစင်တဲ့အသက်တစ်ချောင်းရဲ့တန်ဖိုးကိုအာယုံစိုက်မိနေအောင်တွန်းအားပေးထားတာပါအရှိမပြောခဲ့သလိုပါပဲရှင်ဒလာဟာအဲ့ဒီမိန်းကလေးငယ်ကိုသတိထားမိလိုက်တဲ့အချိန်ကစပြီးစစ်ပွဲတွေကနေကိုကျိုးရှာတဲ့အခွင့်အရေးသမားဘဝကနေလူသက်ပေါင်းများစွာကိုကယ်တင်ခြင်းနဲ့မြင့်မြတ်တဲ့လူတစ်ဦးဖြစ်စိတ်ပိုင်းဆိုင်ရာစတင်ပြောင်းလဲလာခဲ့တာဖြစ်ပါတယ်။အနီရောင်ဟာအကြမ်းဖက်မှုတွေကြားမှာပိတ်မိနေတဲ့အပြစ်မဲ့ကလေးငယ်တွေကိုကိုစားပြုသလိုနောက်ပိုင်းမှာတော့ပေဆုံးသွားကြရတဲ့သူတွေရဲ့သွေးနဲ့ပေခြင်းတရားကိုဖော်ပြတဲ့သင်္ကေတလည်းဖြစ်ပါတယ်။နောက်ဆုံးဇာတ်ဝင်ခန်းမှာပြထားတဲ့လက်ရှိကာလကိုအယောင်နဲ့ပြန်ပြသထားတာဟာရှင်သန်ကြံရစ်သူတွေရဲ့ဘဝဟာဆက်လက်ရှင်သန်နေစေဖြစ်ကြောင်းနဲ့လူသားဆန်မှုနဲ့မျှော်လင့်ချက်ရဲ့အလင်းတန်းတွေရှိနေစေဖြစ်ကြောင်းကိုစားပြုပါတယ်။ဒါရိုက်တာကြီးစတီဗင်စပီဘတ်ဟာဒုတိယကမ္ဘာစစ်ခေတ်ကာလကမှတ်တမ်းရုပ်ရှင်တွေရဲ့အငွေ့အသက်ရစေဖို့အတွက်အဖြူမဲကာလကိုရည်ရွယ်ချက်ရှိအသုံးပြုခဲ့တာဖြစ်တယ်လို့သူအင်တာဗျူးတွေမှာဖော်ပြခဲ့ပါတယ်။ဒီရုပ်ရှင်ဟာတကယ်ဖြစ်ရမှန်ကိုမှတ်တမ်းတင်ရေးခဲ့တဲ့ဝတ္ထုစာအုပ်ရှင်ဒလာအက်ကိုအခြေခံပြီးရိုက်ကူးထားတဲ့ရုပ်ရှင်ပါ။
ဒီဇလန်ကို1982ခုနှစ်စာအုပ်အဖြစ်ထုတ်ဝေခဲ့တဲ့ကဒါရိုက်တာကြီး Steven Spielberg ရဲ့လက်ထဲရောက်ရှိပြီးသားပါဒါပေမဲ့သူကိုယ်တိုင်ဂျူးလူမျိုးတအုပ်ဖြစ်ပြီးဒီလောက်လေးနက်တဲ့သမိုင်းကြောင်းကိုရိုက်ကူးဖို့အတွက်သူကိုယ်တိုင်အဆင်သင့်မဖြစ်သေးဘူးလို့ခံစားခဲ့ရတယ်ဒါကြောင့်ဒီဇလန်ကိုသူဟာအခြားဒါရိုက်တာတွေလွှဲပေးဖို့ကြိုးစားခဲ့မှုပါတယ်နောက်ဆုံး1993ခုနှစ်ကျမှသာသူကိုယ်တိုင်ရိုက်ကူးဖို့ဆုံးဖြတ်ခဲ့တာပါအဓိကသရုပ်ဆောင်ရှင်ဒလာအဖြစ် Liam Neeson Armand Gott အဖြစ် Ralph Fiennes Asher Stan အဖြစ် Ben Kingsley နဲ့အခြားသရုပ်ဆောင်ပေါင်းများစွာပါဝင်ခဲ့ကြတဲ့ရုပ်ရှင်မှာ1993ခုနှစ်အတွက်အနုပညာအရာကိုဝင်ငွေရပါအတော်အောင်မြင်ခဲ့တဲ့ရုပ်ရှင်မှာ1993ခုနှစ်ရဲ့ Oscar ဆုပေးပွဲမှာအကောင်းဆုံးရုပ်ရှင်ဆုအကောင်းဆုံးဒါရိုက်တာဆုအပါအဝင် Oscar ဆုပေါင်း9ဆုတိတိသိမ်းပိုက်ထားနိုင်ခဲ့တဲ့ရုပ်ရှင်ပါ The Oscar goes to Steven Spielberg for Schindler's List. This is the first time I've ever had one of these in my hand. And the Oscar for the Best Picture of 1993 goes to Schindler's List. Steven Spielberg, Gerald Molen, and Branko Lustig. Oh, wow. This is the best drink of water after the longest drought in my life. ဒီရုပ်ရှင်အတွက်ဘာဂျက်22 million အသုံးပြုခဲ့ပေမဲ့ box office မှာ322တန်းထိတန်ရခဲ့တဲ့ရုပ်ရှင်မှာဒါရိုက်တာကြီး Steven Spielberg ဟာဒီရုပ်ရှင်ကရရှိတဲ့အမြတ်ငွေ salary နဲ့ profit ကိုဗျာတစ်ချက်မှမယူခဲ့ပါဘူးသူ့အတွက်တော့ဒီကားကရတဲ့ပတ်စံကိုယူတာဟာသွေးစွန်းတဲ့ငွေကိုယူတာနဲ့အတူတူပဲလို့ပြောခဲ့ပူပါတယ်ဒီကားနဲ့ပတ်သက်ပြီးသူရရှိမဲ့ငွေကြေးအားလုံးကို Holocaust အကြောင်းမှတ်တမ်းတင်တဲ့ foundation တစ်ခုထူထောင်မှုအတွက်အကုန်လူတန်းခဲ့ပါတယ်ရုပ်ရှင်ရိုက်ကွင်းကပိုလန်နိုင်ငံရဲ့တကယ့်အကျဉ်းစခန်းနေရာတွေရဲ့အနားမှာသွားရောက်ရိုက်ကူးခဲ့တာဖြစ်တဲ့အတွက်ရုပ်ရှင်ရဲ့တရုပ်ဆောင်တွေနဲ့ခရူတွေအားလုံးကအတော်စိတ်မကောင်းဖြစ်ခဲ့ကြပါတယ်။ Armand Gott ဖြစ်တရုပ်ဆောင်ခဲ့တဲ့ Ralph Fiennes ကိုဝစ်စုံအပြည့်စုံနဲ့တွေ့လိုက်ရတဲ့အခါစစ်တုံးကအသက်ရှင်ကျန်ခဲ့တဲ့ဖွားအိုတယောက်ဟာကြောင်လုံးလို့တကိုယ်လုံးတုံရင်သွားခဲ့ပူပါတယ်။ဒါဟာ Ralph Fiennes ရဲ့တရုပ်ဆောင်မှုဘလောက်ပြည်ပြင်းတယ်လဲဆိုတာရဲ့ဒီရက်စက်မှုကိုဂျူးတွေဘလောက်ခံစားခဲ့ရတယ်လဲဘလို့ trauma တွေရခဲ့ကြတယ်လဲဆိုတာကိုပြလိုက်တာပါ။ဒါရိုက်တာကြီး Steven Spielberg ကရိုက်ကွင်းကစိတ်သက်ကြစရာအခြေအနေတွေကိုဖြေပြဖို့အတွက်သူတငယ်ချင်း Robin Williams စီကိုဖုံးဆက်ပြီးဟာတာတွေပြောခိုင်းနေရှိပါတယ်။ဒီရုပ်ရှင်ရဲ့ဇာတ်သိမ်းပိုင်းမှာရှင်လာရဲ့အုပ်ကူကိုတွားကြတဲ့အစစ်မှန်ကြံရစ်သူ128ယောက်ပါဝင်ခဲ့ပါတယ်။သူတို့တွေကလူချို့ဟာဆိုရင်သူတို့ကိုယ်တိုင်ကြုံခဲ့ရတဲ့ငရေခမ်းကိုရုပ်ရှင်အဖြစ်ပြန်ကြည့်ရမှာဖြစ်တဲ့အတွက်ရိုက်ကွင်းပေါ်မှာတွင်ငိုကြွေးခဲ့ကြတာပါ။ဒါတွေဟာ Schindler's List ရုပ်ရှင်ရဲ့နောက်ွယ်ကဖြစ်ရမှန်တွေပါ။ဒီအစီအစဉ်မှာခြံထားခဲ့တဲ့ဒီရုပ်ရှင်ရဲ့အနုပညာမြောက်ဇာတ်ဝင်ခန်းတွေအများကြီးပါ။မျိုးစုံနှိမ့်ဆက်ခြင်းနဲ့အတူတပ်ဖြတ်ခံရတဲ့ဂျူးတွေရဲ့ဘဝပေါင်းများစွာနဲ့တရုပ်ဆောင်သွားတဲ့ကလင်းငယ်ပေါင်းများစွာရဲ့အခြေအနေတွေကိုဖော်ပြနိုင်စွမ်းမရှိတာဖြစ်တဲ့အတွက်ဒီရုပ်ရှင်ကိုကြည့်ပြီးသားသူတွေအနေနဲ့တော့နားလည်မယ်လို့ယုံကြည်ပါတယ်။ဒီရုပ်ရှင်ဟာဒုတိယကမ္ဘာစစ်ကဖြစ်ခဲ့တဲ့သမိုင်းဝင်မှတ်တမ်းဆိုပေမဲ့ခေတ်အဆက်ဆက်မှာရှင်သန်နေရအောင်မဲ့လူအတိုင်းဝိုင်းကလူတွေကိုဒီရုပ်ရှင်ကနေမေးခဲ့တဲ့အရာရှိပါတယ်။ဒီဇလန်မှာကျွန်တော်တို့လူနှစ်ယောက်ကိုတွေ့ခဲ့ရပါတယ်။ Oscar Schindler နဲ့ Armand Gott ပါ။သူတို့နှစ်ယောက်စလုံးဟာအာဏာရှိတယ်ငွေရှိတယ်တူညီတဲ့နာဇီပါတီဝင်တွေဖြစ်ကြပါတယ်။ဒါပေမဲ့သူတို့နှစ်ယောက်ရဲ့ခြားနာချက်ကရွေးချယ်မှုပါပဲ။မြင့်မြတ်တဲ့လူကောင်းဆိုတာရွေးချယ်ယူရတာပါ။ Schindler ဟာမွေးကလေးကသူတော်စင်မဟုတ်ပါဘူး။သူဟာအမားတွေလုပ်ခဲ့တယ်၊ကိုကြိုးရှာခဲ့တယ်။ဒါပေမဲ့သူဟာလူသားဆန်မှုကိုရွေးချယ်ခဲ့ပါတယ်။ဒါကကျွန်တော်တို့ကိုဘာသင်ပေးလဲဆိုတော့ကျွန်တော်တို့ခမရတို့အတိတ်မှာဘလို့ပဲရှိခဲ့သူတစ်ပါးကိုကူညီဖို့ဖန်ကန်တဲ့အရာကိုလုပ်ဖို့အတွက်အခုပဲဆုံးဖြတ်လိုက်လို့ရတယ်ဆိုတာပါပဲလူကောင်းဆိုတာမွေးရပါမဟုတ်ပါဘူးအမှောင်တူထဲမှာအလင်းရောင်ဖြစ်ဖို့နေတိုင်းရွေးချယ်နေရတာဖြစ်ပါတယ်လူဆိုးဆိုတာအမုန်းတရားနဲ့အငုံစိတ်ရဲ့ကြေကြုံပါArmand Gottဟာသူ့ရဲ့အာဏာကိုလူတွေကိုနှိပ်စက်ဖို့နဲ့တပ်ဖြတ်ဖို့အတွက်ပဲအသုံးပြုခဲ့ပါတယ်လူဖွဲ့စည်းမှာအမုန်းတရားတွေကြီးစိုးလာတဲ့အခါခွဲခြားဆက်ဆံမှုတွေရှိလာတဲ့အခါတာမန်လူတစ်ယောက်တောင်မှဘယ်လောက်ထိရက်ဆက်တဲ့ဆိုးရုပ်တဲ့လူတစ်ယောက်ဖြစ်သွားနိုင်တယ်လဲဆိုတာကိုသူကတတ်သိပြနေတာပါကျွန်တော်တို့ရှင်သန်နေတဲ့ဒီနေ့ခေတ်လူဖွဲ့စည်းမှာလဲရှင်လာလို့လူမျိုးတွေရောArmand Gottလို့လူမျိုးတွေပါရှိနေမှာပါပဲခမည်းမအာဏာရှိတဲ့အခါခမည်းမအခွင့်အရေးရှိလာတဲ့အခါအဲ့ဒီအရာကိုလူတွေကိုနင်းချေဖို့အတွက်သုံးပါလားဒါမှမဟုတ်ဒုက္ခရောက်နေသူကယ်တင်ဖို့အတွက်သုံးပါလားတတိယပါအမုန်းတရားတွေဟာခဏတာအတွက်အောင်နိုင်သူတယောက်လို့ထင်ရပေမဲ့တမိုင်းရဲ့အဆုံးသတ်မှာတော့လူသားဆန်မှုကပဲအောင်ပွဲခံလေးရှိပါတယ်ခမားရဲ့လောက်ရတစ်ခုဟာကဘာကြီးကိုမပြောင်းလဲနိုင်ဘူးလို့မထင်ပါနဲ့လူတစ်ယောက်ရဲ့အသက်ကိုကယ်တင်ခြင်းဟာတကဘာလုံးကိုကယ်တင်ခြင်းနဲ့တူညီတာကြောင့်ပါဟုတ်ပါပြီ Schindler's List ရုပ်ရှင်နဲ့ပတ်သက်တဲ့အမှတ်ရစရာရှိ comment မှာဝင်ရောက်ဆွေးနွေးသွားခဲ့ပါဦးဗျဒီအစီအစဉ်လေးကိုကြိုက်နေတတ်တယ်ဆိုရင် subscribe like and follow လုပ်ခဲ့ဖို့လေမမေ့ပါနဲ့ဦးဗျအဆုံးထိရှိနေသေးတဲ့အတွက်ကျေးဇူးများတင်ပါတယ် see you next